လဲစန်တာခေါ်ရ624အားလုံးပဲမင်္ဂလာပါရှင်ဆိုရင်အခုရောက်ရှိနေရတော့လူစီကားရနေရဖြစ်တဲ့လဲလန်းဆန်တာကိုရောက်ရှိနေရဖြစ်ပါတယ်ရှင်ဒီနေ့လေးမှာဆိုရင်ကမီနီဆိုးတဲ့ပတ်သက်တဲ့မိကုန်းလေးကိုလည်းမေးသွားမယ်လက်ဆောင်လေးလည်းပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ဗာမိကုန်းလေးမေးပြီးတော့ဗာလက်ဆောင်လေးပေးမလဲဆိုတာဆိုရင်လည်းတူလိုက်ကြည့်လိုက်အောင်နော်ရန်ကုန်မြို့မှာရှိတဲ့မီနီဆိုးရဲ့ပေါ့နော်ဆိုင်ခွဲ3ဆိုင်ပေါ့နော်10စက္ကန့်တည်းကိုဖြည့်ပေးပါရှင်မီနီဆိုဂျန်ရှင်းစီဒီပလာသာဟိုဟာလန်းစန်တာဟုတ်ကဲ့ပါမှန်ပါတယ်ရှင်ဟုတ်ကဲ့အဲ့ဒါညီမမြေတာလက်ဆောင်လေးပေးပါမယ်ကဲဒါမီနီဆိုးပေးတဲ့မြေတာအဆောင်ဒါလေးပါရှင်ဟုတ်ကဲ့အခုလိုဖြစ်ဖြစ်အတွက်စုစုအများကြီးတင်ပါတယ်မှာတင်ပါတယ်ရှင် Why are you running? Why are you running? ဟဲ့မီနီဆိုးမီနီဆိုလေဦးထဲကမီနီဆိုလေ Here I come. Oh. ဟုတ်တယ်အဲ့ဆိုလို့ရှိရင်မီနီဆိုးနဲ့ပတ်သက်တဲ့မိကုန်းလေးတစ်ခုလေးလို့ပေါ့နော်မီနီဆိုးကပေါ့နော် collab လုပ်ထားတဲ့ IB brand 3ခုကိုဖြည့်ပေးပါရှင် IB brand 3ခုပေါ့နော်ဆက်ဆက်ကတည်းပေါ့နော်စားမယ်နော်အဲ့ဆိုလို့ရှိရင်1မသိလေတော့မခောက်ကိုကလေ IB brand ဆိုတာဥမာ Lotso တို့ Hello Kitty တို့အဲ့လိုဟာမျိုးလေးပြောတာ Hello Kitty ဟုတ်ကဲ့ Happy ပါလေဟုတ်လေးလာလေးဟုတ်ကဲ့ရလေးဒါပြီးရှိမယ်ပြီးသွားလို့ရှိရင် Hello Kitty ရှိမယ်၃မျိုးပဲနောက်တစ်မျိုးပဲကျန်တော့တယ် stick ဟုတ်ပါတယ်မှန်ပါတယ်နော်အဲ့ဒါလက်ဆောင်လေးပေးပါမယ်ဒါကမီနီဆိုးကပေးတဲ့မြစ်တာလက်ဆောင်လေးပါဟုတ်ကဲ့ခုလိုဖြစ်ပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပါနော်ဟုတ်ကဲ့မောင်လေးတို့မင်္ဂလာပါမီနီဆိုးကပါမိကုန်းလေးမေးလို့ရလားမသိဘူးထားဦးမောင်လေးအဲ့ဆိုအမမေးမယ်နော်မေးကုန်းလေးနော်ဒီမီနီဆိုပါပေါ့နော်ဒီကဘာတော်မှာဆိုင်ခွဲတွေအများကြီးရှိရပေါ့နော်အဲ့ဆိုင်ခွဲတွေကကြတော့ဒီဆိုင်ခွဲပေါင်းပေါ့နော်အခုမှမေကွန်းလေးအဖြေလေး3ခုပေးမယ်ပေါ့နော်အဲ့ထဲမှာတစ်ခုပဲယူပြရမှာပေါ့နော်ပထမဆုံးဖြေကဆိုင်ခွဲပေါင်း9612ခုရှိတယ်နောက်တစ်ခုကကြတော့9613ရှိတယ်နောက်တစ်ခုကကြတော့9614ရှိတယ်ဘယ်ဟာလေးကအဖြေမှန်လေးလည်းမသိဘူးခွန်6တစ်နှစ်ခွန်6တစ်3ခွန်6တစ်နေခွန်6တစ်လေခွန်6တစ်လေဟုတ်ကဲ့ဒီဘက်ကမောင်လေးခွန်6တစ်တော့6တက်တော့ဟုတ်ကဲ့အဲ့ဆိုတော့အခြေလေးကတော့မှားပါတယ်ရှင်အခြေလေးကကျတော့ခွန်6တက်နှစ်ပါဘယ်ဆုံးမိကုန်းလေးတစ်ခုပေးဖို့ပေါ့နော်မီနီဆိုရဲ့ logo မှာပေါ့နော်မီနီဆိုဆိုတဲ့စာတန်းအပြင်အခြားဘယ်လိုပုံစံလေးပါသေးလဲထူးခြားခြားပေါ့နော်စမိုင်းပုံစံမိတ်တဲ့ပုံစံဟုတ်ကဲ့မှန်ပါတယ်နော်အဲ့ဒါညီမလက်ဆောင်ပေးပါမယ်ဒါမီနီဆိုကပေးတဲ့မြစ်တာလက်ဆောင်ပါကျေးဇူးပါဖြည့်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဗျမီဆိုကပေါ့နော်ရန်ကုန်မှာဆိုင်ခွဲလည်းအများကြီးရှိတယ်မန္တလေးမှာလည်းရှိရပေါ့နော်အဲရန်ကုန်မှာရှိတယ်ဆိုင်ခွဲပေါ့နော်3ဆိုင်ပေးကိုပြောပြပါဆက်ဆက်ကတည်းပေါ့နော်ကဲဆယ်ရန်စတာ ဂျန်ချင်းစကွယ်တာမင်နာဂျန်ချင်းစီတီဂျန်ရှင်စကွယ်ဂျန်ရှင်စကွယ်မှန်ပါတယ်မီနီဆိုမှာပေါ့နော်ဒီမီနီဆိုဆိုတဲ့စာတန်း logo အပြင်အခြားထူးထူးခြားခြားပါလေးတွေပါသေးတယ်ရှင်ဘယ်လိုပုံစံလေးပါသေးလဲပေါ့နော်ဘယ်လိုပုံစံလေးလဲမသိဘူးနှလုံးလေးနဲ့စမိုင်းပုံစံဟုတ်ပါတယ်မှန်ပါတယ်ရှင်မီနီဆိုရဲ့ logo မှာပေါ့နော်မီနီဆိုဆိုတဲ့စာသားအပြင်အခြားထူးခြားတဲ့ဒစိမ့်လေးတွေပေါ့နော်အဲ့ဒါလေးဘာလေးပါသေးလဲမသိဘူးခင်ဗျဟောတော့မန်တီတီကိုပဲမခတ်ဘူးဟိုကနီးနားမယ်ပဲနီးနားမှာပဲရှိမသိဘူးခင်ဗျရှိရချက်ကိုရန်ဝေးတော့ရှားတိတိလိုက်ဒီညီမရဲ့အနီးနားမှာပဲကွာရှိဟောဒီမိုကြီးလေးပါလားဆက်ဒီအယုံလေးပါလားအယုတ်ကဘယ်လိုပုံစံလေးလဲ sorry ပြုံးနေတယ်ပုံစမိုင်းလေးပေါ့ဟုတ်ပါတယ်ကိုအပြေမှန်ပါတယ်မီနီဆိုကဒီကဘာလုံးမှာပေါ့နော်ဆိုင်ခွဲတွေအများကြီးရှိရပေါ့နော်အဲ့ဆိုင်ခွဲတွေကမှအခုအဖြေလေး3ခုမေးလို့ဖြေကြည့်ပေါ့နော်အဖြေလေးကကြတော့9612ခု9613 9614ဘယ်ဆိုင်လေးကအဖြေလေးကမှန်လေးပေါ့နော်တစ်လေးဟုတ်ကဲ့ဒီဘက်ကအမအောင်13အော်ဟုတ်အဲ့ဆိုရင်တော့အချိန်မှန်လေးကတော့1နှစ်ပါဒီလေးကမှန်ဒါပေမဲ့နောက်ထပ်ရွေးချက်ကြတစ်ခုရှိသေးရပေါ့နော်နောက်တစ်ခုကကြတော့မိကွန်းလွယ်လွယ်လေးပေါ့နော်အဲ့ဒါကကြတော့မီနီဆိုကပေါ့နော်ဒီမီနီဆိုဆိုတဲ့ logo အပြင်အခြားမီနီဆိုရဲ့ logo လေးမှာထူးခြားတဲ့ဟာလေးဒါလေးပါသေးတယ်မခတ်ဘူးအပြင်နီးနီးနားနားမှာပဲရှိတယ်မီနီဆို
logo လေးပေါ့ mini ဆိုဆိုစာတန်းလေးအပြင်ပေါ့နော်ဘယ်လိုပုံစံလေးပါတယ်လဲ လိုက်တင်မယ်ပါ ဘယ်လိုပုံစံလေးလဲပေါ့ တွေ့လား နင်းလေးပဲအပြည့်ရှင်းရှင်းလေးပဲ မိုင်းလားဟာရနေကြည့်လိုက် ဟုတ်တယ်ဟုတ်တယ်ပြုံးနေတယ်ပုံဟုတ်ပါတယ်အပြည့်လေးမှန်ပါတယ်ပေါ့နော်ပြင်နေတဲ့အတွက်လက်ဆောင်လေးပြတောင်းမယ်ကျေးဇူးပါကျေးဇူးတင်ပါတယ်အခုလိုဖြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်နော်ကျေးဇူးပါကဲအခုဆိုလို့ရှိရင်မိကုန်းလေးလည်းမေးပြီးသွားပြီလက်ဆောင်လေးလည်းရသွားကြပြီဆိုတော့မီနီဆိုရဲ့အမျိုးမျိုးနယ်နယ်မှာရှိရဲ့ဆိုင်ခွဲလေးမှာလည်းမီနီဆိုပစ္စည်းလေးတွေကိုဝယ်ယူရရှိနိုင်တယ်လို့ online ကနေလည်းမီနီဆိုပစ္စည်းလေးတွေကိုလည်းဝယ်ယူရရှိနိုင်ပါရှင်ပျော်ရွှင်သောနေ့သက်လေးဖြစ်ပါရှင်